စာပိုင်းမှာတော့ကျော်စောရဲ့ကဘာဟာပန်းရောင်တန်းနေခဲ့ပါတယ်။အရင်ကဆိုရင်တနေကုန်နေပူမရှောင်မိုးရွာမရှောင်ရုံးကန်မှရတဲ့ငွေဟာအခုတော့အေဂျင့်နဲ့အိမ်ရှိကုပစ်လေးပေါ်မှာဖုန်းလေးတစ်ချက်ပို့လိုက်ရုံနဲ့လက်ထဲကိုအလွယ်တကူရောက်လာခဲ့ပြီလေ။ခန္ဓာပြင်ပေါ်မှာတစ်ဖြက်ဖြက်လဲနေတဲ့ရောင်စုံရုပ်ပုံတွေဟာသူ့အတွက်တော့ရိုးရိုးကိန်းရုပ်ပုံတွေမဟုတ်တော့ပဲရွှေတောင်ကြီးတစ်ခုလိုမြင်အောင်လာပါတယ်။အကျွေးစီခြင်းထိခတ်မိတဲ့အတန်နဲ့ jackpot ဆိုတဲ့စာသားကြီးပေါ်လာတိုင်းသူ့ရဲ့ရင်ခုန်တန်းဟာစီးချက်မမှန်တော့ပါဘူး။ငါဘာလို့ပင်ပင်ပန်းပန်းအလုပ်လုပ်နေအောင်မလဲ။ဒီမှာငါဘဝကတသက်စာဆန်စားလို့ရပြီပဲဆိုတဲ့လောဘစိတ်ကသူ့ရဲ့အတိတရားကိုဝါမျိုးသွားပါတယ်မျက်လုံးထဲမှာလည်းတခြားဘာကိုမှမမြင်တော့ပဲအလင်းပြန်နေတဲ့ဖုံးမျက်နှာပြင်ကိုပဲဆွဲလန်းတက်မှတ်လာပါတယ်နိုင်ရင်နောက်တစ်ဆင့်ထပ်တိုးမယ်ရှုံးရင်တော့အရင်ပြန်ရအောင်ပြန်ဆွဲမယ်ဆိုတဲ့အစိတ်တင်တွေးခေါ်မှုဟာသူ့ခြေထောက်တွေကိုနုံထဲကိုတဖြည်းဖြည်းဆွဲနှစ်လိုက်တယ်လို့ပါပဲသူသတိမထားမိလိုက်တာကတော့အဲ့ဒီတစ်ဖြက်ဖြက်လဲနေတဲ့ရုပ်ပုံတွေနောက်ွယ်မှာသူ့ဘဝကို6ထဲတွန်းချဖို့တေမင်းကပြုံးပြုံးကြီးစောင့်နေတယ်ဆိုတာပါပဲ